တဝဲငပိတုတ်ကဒီဟာကြက်သွန်နဲ့မတုတ်ဘဲနဲ့ကျွန်တော်တို့ခရမ်းသီးလေးနှက်လေးခရမ်းသီးမီးဖုတ်လေးနဲ့တုတ်ပါမယ်နော်ကဲကျွန်တော်တို့ဒါလေးကမနေ့ကမှကတ်တုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခုဒါလေးကိုနမူနာလေးပဲကျွန်တော်တို့ကပါမယ်ဟုတ်ကဲ့ဒီဘက်မှာကြက်သွန်ဖြူလေးနည်းနည်းမြုပ်သီးလေးအနှဲငယ်နော်အနည်းဆိုမဲ့သူကအများကြီးဟိုမဟုတ်တာဖြစ်ပါအောင်ကဲပစုံကြောက်ဒီပစုံကြောက်လေးမနဲ့နဲမှာကြောက်နေနည်းနည်းထုတ်ထားပါအောင်ကဲဒီမှာနော်တဝဲငပိတော့အေးကဲဒီမှာပါနော်အရေးကြီးတာဒီမှာပေးရှောက်ရည်ဒီမှာရှောက်သီးလေးလားရှောက်သီးညှင့်နေပါရင်နော်မတွေ့လားကဲရှောက်သီးရှောက်ရည်လေးနဲ့ချုံမုတ်ပေးဒါလေတော့ရတာအားမရဘူးနည်းနည်းနဲနေလို့များတယ်လေခဏလေတက်ရတယ်ကဲဒီမှာတွေ့တဲ့အတိုင်းပဲကဲဒါလေးတော်တော်ကောင်းတာနော်တဝဲငပိတုတ်လေကဲကျွန်တော်တို့ကသမင်းပူပူလေးနဲ့တဝဲငပိတုတ်လေးနဲ့ဟတ်လိုလေးနေစားရင်တော့မှာပဲတော်တော်ကောင်းတဲ့တဝဲငပိတုတ်နော်တော်တော်ကောင်းတာမထင်အောင်နော်ဘယ်သက်မှာကဲကောင်းနော်တော်ကောင်းတာနော်တော်ကောင်းတဲ့တော်ကောင်းတာဒီမှာမြည်ကြည့်နော်တကယ်ကောင်းတာဘယ်မီအိုးဟမ်တွေ့လားတော်ကောင်းတာတဝဲငပိတော့နော်ကဲအရင်လွယ်တယ်ပုံညမ်းလေးကြည့်တာတုံနည်းလေးကိုဆက်ကြည့်ပေးပါဦးနော်မှအရေးကြီးတာဒါလည်းမိဖုတ်ထားရတယ်ဒါလည်းမိဖုတ်ထားရတယ်ကောင်းတာမိဖုတ်ထားတာနော်ကဲဒီမှာအချောက်လော်ထားတာဒီငြုပ်သေးကိုလေအစိမ့်တွေရေမထက်ပဲနဲ့အချောက်လော်တာငွေသင်းကြိုင်နေတာနော်ကျက်သွန်ပြူလေးနဲ့ပစုံကြောက်လေးနဲ့ဟောတံမြာသီးအစ်စ်နဲ့ကဲဒီနဲ့ကောင်ငထောင်းပဲရှိမယ်နော်ကဲတွဲတာလေးကတော့ဒီဘက်မှာဒီနေ့တူတန်းနဲ့တူရှင်တွေတွဲတဲ့ဟင်းလေးကတော့ဒီဘက်မှာချစ်ရင်းလေးပါမနေ့ကတူရှင်လာမှာနော်ဒီမှာတော်ကောင်းတယ်ကျက်စီတဲ့ကဘာမှမဟုတ်ကြက်သားကိုကျွန်တော်တို့ငရုတ်သီးမှုန့်ရယ်ကြက်သားမှုန့်လေးရယ်ရောပြီးတော့ဒါပြီးတော့ကျွန်တော်နှက်ထားတာဒါပဲကြံတာဘာမှမပေါ့ငရုတ်သီးမှုန့်လေးရယ်ကြက်သားမှုန့်လေးရယ်ဒါပဲပါတာကြံတာဘာဥဒဗါလေသမင်းမှုန့်လေးနည်းနည်းပါတယ်ဗျနော်ကဲဒါလေးကတဖြည်းဖြည်းနဲ့ဒီနေ့ကြက်ကရေနည်းနည်းပါတယ် तू ကဒီနေ့ရေနည်းနည်းငုတ်လိုက်တဲ့ကြက်ဖြစ်နေ तू မဝမှာကြောက်လို့သူရေစာနေလို့သူ့ပိုင်ရှင်ကသေတာတော့မှပဲရေထက်ပေးလိုက်တယ်ဒီမှာရေဘောတော့ပေါ်ပြီးရေကြီးကကြက်စီတိန်ကရေပါတော့တွေ့နေရတယ်မှာအရင်နေ့ကကြက်စီတိန်ရေမရှိဘူးဒီနေ့ကြက်စီတိန်ကရေနဲ့နော်ရေငတ်လို့သူငါသားလေးသေတာတော့မှရေမတောက်လိုက်ဘူးသူသေသွားမှသူ့ရေတိုက်ထားတာကြက်သားမုံလေးတကြားပြီကဲတကြားလေးနည်းနည်းလေးတကြားကအနှစ်မှာပျော်ဝင်ဖို့တဲ့တကြားလေးတော်တော့ပြီနော်ဒါဆိုကျွန်တော်တို့မနေ့ကျရင်အဆင်ပြေပါပြီဗျနော်ကြက်စီတွေကိုဟိုတနေ့ကမေးတဲ့လူတွေအများများတယ်ကျွန်တော်လည်းဖြေပေးပါတယ်ဖြေဖို့ကြံတဲ့လူများရှိရင်ဒါလေးပါပဲကြက်သားကိုပူချစ်နေအောင်လုပ်ပြီးတော့လောင်းထည့်လိုက်တာဘာမှမဟုတ်ဘူးကြက်သားကိုနှက်ထားပြီးတော့ဒါလေးကိုတမြင့်မြင့်နဲ့တည်ထားတာကြံတာရေမထည့်ဘူးဒါပေမဲ့ဒီဟာသူ့အတူအော်တိုကြက်သားကရေပါတော့နည်းနည်းလေးပြဿနာရှိသွားတယ်ကျွန်တော်နော်ကဲဒီမှာတွေ့လားကြက်စီစိန်ကဒါကြက်သွားပြီနော်ကြက်သွားပြီတော့ကြက်စီစိန်ဒါပေမဲ့မြည်နေအောင်တော့မနာသေးဘူးဗျကျွတ်နေနော်မနေ့ကမှကောင်းပါလိမ့်မယ်နော်ကျေးဇူးတင်ပါတယ်ဗျတဖေးပါပါတယ်အလူရှင်ကတော့တဖေးပါပါတယ်နော်လူရှင်ကတော့ဒါသမီးလား
ဝင်းအောင်ကရည်စူးပြီးတော့တဲ့ကိုအောင်ပိုင်မင်းမွေးနေ့လူ30ကျပ်ပါနော်ကိုအောင်ပိုင်မင်းမွေးနေ့မှသည်နောက်အသက်120တိုင်ပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်နော်ယခုဆိုရင်ဖခင်ပွဲတော်သူဖခင်ဦးဝင်းအောင်အားရည်စူးပြီးလူတန်းတဲ့ကုသိုလ်ကြောင့်ဦးဝင်းအောင်ရောက်ရပုံမှာဝမ်းမြောက်မှုမှာတာရုခေါ်ဆိုနိုင်ပါသည်နော်ဤကုသိုလ်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပြီးတော့လူတန်းတဲ့ကုသိုလ်ကိုနတ်ဒေဝပေါင်းနေတဲ့သူဦးဝင်းအောင်ကလည်းနော်အထက်ဘွယ်အောက်ဝီဒီရှိမှအနန္တဆက်ကြောလာအနန္တတတ္တဝါတို့ကလည်းကောင်းမွန်စွာဖြစ်ဦးဝင်းအောင်တာထုအမှုမှာခေါ်ဆိုနိုင်ရန်ကူညီပေးတော်မူပါဦးဝင်းအောင်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုဦးဝင်းအောင်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဦးဝင်းအောင်ကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓု